မင်္ဂလာပါဒီနေ့ကတော့ပဇွန်တုံရန်ဟင်းလေးချက်စားဖြစ်ပါတယ်အရင်ဆုံးပါပစ္စည်းတွေဖြစ်တဲ့အသီးရွက်ရယ်တုံရန်နှစ်ပူရယ်ပဇွန်လေးရယ်ပစ္စည်းပြသွားပြီဆိုရင်ပွဲနေတဲ့ရင်တွေထဲမှာတုံရန်နှစ်တုံလေးထည့်မယ်အသီးရွက်တွေထည့်မယ်ပဇွန်လေးပါထည့်လိုက်မယ်ပြီးသွားရင်ငပြိုင်လေးနည်းနည်းပေါက်မယ်အနံ့မွေးဖို့အတွက်ပေါ်ရှောက်ရိုက်လေးလည်းဖြူလိုက်မယ်အချင်ရတာပါပြီးသားမို့တံမြန်ဒီထပ်မထည့်လဲရပါတယ်ပြီးသွားရင်နှုတ်စိမ်းလေးတစ်စုံလောက်ထည့်မယ်ကုတ်ကဲခရင်လေးလည်းတစ်စုံလောက်ထည့်လိုက်မယ်တုံရန်လေးရပါပြီမင်္ဂလာပါခေါ်တော့ဒီမှာတုံရန်ဟင်းလေးချက်ပြီးသွားလို့တုံရန်လေးနဲ့ထမင်းစားတော့မယ်ချင်းကန်ဆက်လေးနော်ချင်းဆက်လေးတုံရန်ဟင်းချင်းကန်ဆက်လေးရကျုပ်ကြော်လေးနဲ့တွဲစားမယ်ပေါ့နော်ဒီမှာကျုပ်ကြော်လေးနဲ့အဖျော်လာတဲ့ juice လေးပေါ့နော်တရည်ဒီရငပြောဒီရရောဖျော်လာ